ခရစ်တော်နာမ၌မင်္ဂလာပါရှင်အသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုအတူတူခံယူကြပါစို့ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကိုတောင့်တမွတ်သိပ်သောဝိညာဉ်လို့ခေါင်းစဉ်ပေးထားပါတယ်တောင့်တသောဝိညာဉ်ကိုရောင်ရဲစေ၍မွတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနှင့်ဝါစေတော်မူ၏109ကြိမ်မြောက်သောစာလံအငယ်9ဒီနေရာမှာတောင့်တသောဝိညာဉ်ဆိုတဲ့နေရာမှာရေစားသလိုစားတဲ့ thirsty ရေစားတဲ့စကားလုံးကိုသုံးထားတာဖြစ်တယ်။ကျမတို့ရေစားတဲ့အခါရေတောက်လိုက်ရရင်အေးတစ်ခုတောက်လိုက်ရရင်ကြေနှက်သွားတဲ့အဲ့ဒီကြေနှက်ခြင်းမျိုးရောင်ရဲခြင်းမျိုးဘုရားသခင်ကတောင့်တတဲ့ဝိညာဉ်ကိုပေးမယ်လို့ပြောတာဖြစ်တယ်။မွတ်သိပ်သောဝိညာဉ်လို့ပြောတဲ့အခါမှာကျမတို့ဗိုက်စားတဲ့အခါစားလောင်တဲ့စကားလုံးဖြစ်တဲ့ hungry ဆိုတဲ့စကားလုံးကိုသုံးထားတယ်။အဲ့ဒီလိုစာလောင်မွတ်သိပ်တဲ့အဲ့ဒီဝိညာဉ်ကိုဘုရားသခင်ကကောင်းသောအရာတွေနဲ့မြန်မာလိုကတော့ဝစေတော်မူမယ်လို့ပြောတယ်။ English လိုမှသူကဖြည့်ပေးမယ်လို့ပြောတာဖြစ်တယ်။အဲ့တော့ကျမတို့ဗိုက်စားတာဘယ်ချိန်မှစားတယ်လဲ။ဗိုက်ထဲမှာဘာမှမရှိတဲ့ချိန်စားတယ်။အဲ့တော့မွတ်သိပ်သောဝိညာဉ်ဆိုတာကလည်းဘယ်လိုဝိညာဉ်မျိုးလဲဆိုရင်ဝိညာဉ်အแทမှာလိုအပ်နေတယ်။တခုခုဖြည့်ဖို့လိုအပ်နေတယ်ပေါ့နော်။အဲ့ဒီလိုအပ်နေတဲ့အချိန်မှာဘုရားသခင်ကကောင်းသောအရာကိုဝစေတော်မူမယ်လို့ပြောတာဖြစ်တယ်။မိတ်ဆွေဒီနေ့လူတွေကမိမိရဲ့စိတ်ဝိညာဉ်ရဲ့တောင့်တမွတ်သိပ်မှုကိုလောကအရာတွေအခြားသောအရာတွေနဲ့ဖြည့်နေတဲ့အချိန်မှာကျမတို့ယုံကြည်သူဖျားသားသမီးတွေကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားရဲ့ဖြောင့်မတ်ခြင်းနဲ့ဖြည့်ပေးခြင်းကိုခံယူဖို့အတွက်အင်မတန်လိုအပ်တာဖြစ်တယ်။ဘုရားသခင်စီကလာတဲ့အဲ့ဒီရောင်ရဲခြင်းပြီးတော့ကောင်းသောအရာတွေနဲ့ပြည့်သွားတဲ့အခါအဲ့ဒီအရာကလောကအရာနဲ့ဝယ်ယူလို့မရတဲ့အောင်မြင်ခြင်းဖြစ်တယ်။လောကဓာတ်ကအနိုင်ယူလို့မရတော့တဲ့အသက်တာမျိုးဖြစ်တယ်။တနည်းအားဖြင့်ဝိညာဉ်ကောင်းစားသောသူဝိညာဉ်ချမ်းသာသောသူဝိညာဉ်ဝပြောသောသူဖြစ်ခွင့်ရတာဖြစ်တယ်။အဲ့တော့အဲ့ဒီအခွင့်အရေးကိုကျမတို့ရယူနိုင်ဖို့အတွက်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဘုရားသခင်ဖြောင့်မတ်ခြင်းကိုတောင်းတဆန္ဒတတ်တော်သူဖြစ်ကြရအောင်။တခါတည်းမှာဘုရားသခင်ကကျမတို့ကိုဝိညာဉ်ထဲမှာစာငတ်တတ်အောင်ကျမတို့ကိုပို့ဆောင်လေးရှိတာဖြစ်တယ်။အထူးသဖြင့်နှုတ်ကပတ်တော်ကိုအမြဲတမ်းကြားနိုင်တဲ့အချိန်မှာကျမတို့တွေကတာမန်လိုသဘောထားပေမဲ့နှုတ်ကပတ်တော်ကိုကြားဖို့ခက်ခဲတဲ့နေရာတွေကျမတို့ရောက်သွားတဲ့အခါအလုတ်ကင်ကြောင့်ကျမတို့ Sunday နေ့မှာဝတ်ပြုမသွားနိုင်တော့တဲ့အခါအလုတ်ကင်ကြောင့်မလို့ကျမတို့ social media ပေါ်ကနေနှုတ်ကပတ်တော်ကိုကြိုက်သလိုနားထောင်လို့မရတော့တဲ့အချိန်မျိုးနီလန်းအမျိုးမျိုးနဲ့ကျမတို့နှုတ်ကပတ်တော်နဲ့ဝေးကွာသလိုခံစားရတဲ့အခါစစ်မှန်တဲ့ယုံကြည်သူတွေကတောင့်တဆာငတ်မွတ်သိပ်တက်လာတယ်။အဲ့ဒါဟာဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ဒါဟာသင်ရဲ့ဝိညာဉ်ကျမ်းပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။နှုတ်ကပတ်တော်မကြားရရင်လည်းကိစ္စမရှိဘူးမဆာငတ်ဘူးဆိုရင်ဒါကျမတို့ဝိညာဉ်ရေးရမှာပြဿနာရှိတာဖြစ်တယ်။အဲ့တော့မိတ်ဆွေဒီနေ့63ကြိမ်မြောက်သောစာလံအားဖြင့်ဝိညာဉ်ကောင်းစားခြင်းဆိုတဲ့အသက်တာကိုကျမတို့သင်ယူကြရအောင်။63ကြိမ်မြောက်သောစာလံကိုဒါဝိမင်းကြီးကရေးသားခဲ့တာဖြစ်တယ်။သူဒီစာလံကိုဘယ်အချိန်မှရေးသားခဲ့သလဲဆိုရင်သူ့ရဲ့သားအဘရှလုံကပုန်ကန်သောကြောင့်သူ့ရဲ့အသက်အန္တရာယ်ကိုထိခိုက်မှဆိုးရတဲ့အတွက်ကြောင့်မလို့သူကထွက်ပြေးသိမ်းရှောင်ရတဲ့ကာလမှာရေးခဲ့တဲ့စာလံဖြစ်တယ်။ဘယ်နေရာမှာသူရောက်နေသလဲအဲ့ဒီစာလံရေးတဲ့အချိန်မှာသူ့သားရဲ့ပုန်ကန်မှုကြောင့်ထွက်ပြေးပြီးတော့ဂန္နာရတောထဲမှာသူရောက်နေတဲ့အချိန်ဖြစ်ပါတယ်။အဲ့တော့အခြေအနေကြည့်တဲ့အခါဒါဝိဒ်ရဲ့အခြေအနေမကောင်းပါဘူး။နေရာကိုကြည့်လိုက်တဲ့အခါမှာလည်းအမတန်ခန်းချောက်တဲ့နေရာစိတ်ညစ်စရာစိတ်ပျက်စရာကောင်းတဲ့နေရာမျိုးမှာသူရောက်ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ထူးခြားတာကဒါဝိဒ်မင်းကြီးကအဲ့ဒီလိုနေရာကိုရောက်သွားတဲ့အချိန်မှာသူကလေငါထားခဲ့တဲ့နန်းတော်ကိုတတိယလိုက်တာငါရဲ့မောင်မမိတ်တန်တွေငါရဲ့စားကောင်းတောက်ပွဲတွေငါရဲ့ဤစညညောတဲ့တက်တောင့်တက်တာရှိတဲ့မွေရအိပ်ရာတွေတတိရတယ်လို့သူမပြောပါဘူးသူရဲ့စီးစိမ်တွေကိုသူတတိရတယ်လို့မပြောဘူး63ကြိမ်မြောက်သောစာလံမှာအိုဖျားသခင်ကိုရောဒီအကျွန်ုပ်ဤဖျားသခင်ဖြစ်တော်မူ၏ကိုရောကိုစူးစား၍ရှာပါ၏ရေမရှိသွေးချောက်သောလွင်ပြင်၌အကျွန်ုပ်ဤဝိညာဉ်သည်ကိုရောကိုငတ်ပါ၏အကျွန်ုပ်ဤခန္ဓာသည်လည်းကိုရောကိုလွမ်းဆွတ်ပါ၏အဲ့တော့ဒီအခန်းငယ်တစ်တပိုက်လေးနဲ့ဒါဝိမင်းကြီးရဲ့ခန္ဓာစိတ်ဝိညာဉ်ရှိသမျှအပြင်ဘုရားသခင်ကိုသူ
တောင်းတလူချင်တယ်ဆိုတာကိုတွေ့ရပါတယ်။ဘုရားသခင်ကိုစူးစမ်းပြီးရှာရတယ်ဆိုတဲ့ကသူဟာဝိညာဉ်မှာယုံကန်နေရတဲ့သူဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတယ်။ဒါပေမဲ့မိတ်ဆွေအဲ့ဒီလိုတောင်းတဆန်တဲ့ဝိညာဉ်ကိုတဲ့ဘုရားသခင်ကဘာလုပ်တယ်လဲဆိုရင်အခန်းငယ်9ကိုရောက်လာတဲ့အခါမှာအဲ့ရပေါ်မှာကိုရောကိုအောက်မေ့၍ညရန်တို့၌ကိုရောကိုစင်ကြင်လျက်နေသောအခါစီဥကို၎င်းစူသောအသားကို၎င်းစား၍ဝတကဲ့သို့ကျွန်ုပ်၏ဝိညာဉ်သည်ဝ၍ရှင်လန်းသောနှုတ်ခမ်းနှင့်ကျွန်ုပ်၏နှုတ်သည်ကိုရောကိုချီးမွမ်းပါမည်ဟာလေလုယာဒါဝိမင်းကြီးကအခြေအနေမကောင်းပေမဲ့မကောင်းတဲ့နေရာအခြေအနေမကောင်းတဲ့နေရာမှာသူရောက်နေပေမဲ့ဘုရားသခင်ကိုဆံငတ်ပြီးတော့ဘုရားသခင်ကိုတောင်းတပြီးတော့ကိုးကွယ်တဲ့အခါသူဟာဘာဖြစ်တယ်လဲဆိုရင်သူ့ရဲ့ဝိညာဉ်ကဝပြောရတဲ့ခွင့်ကိုဘုရားသခင်ပေးတယ်ခုနကပြောသလိုပဲတောင်းတတဲ့ဝိညာဉ်ကိုဘုရားသခင်ကရောက်ရဲစေပြီးတော့မွတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနဲ့ဝစေတဲ့အခါဒီလူဟာဝိညာဉ်ကောင်းစားသောသူဝိညာဉ်ဝပြောသောသူဖြစ်လာတယ်အဲ့ဒီလိုဝိညာဉ်ဝပြောတဲ့သူတယောက်ရဲ့လက္ခဏာကဘာပြန်ဆက်တွေ့ရတယ်လဲဆိုရင်ဖယားသခင်ရဲ့မာစခြင်းတွေကိုသူမြင်လာတယ်ဖယားရဲ့လက်တော်ကသူ့ကိုထောက်မနေတယ်ဆိုတော့သူဝန်ခံလာတယ်ပြီးသူ့ကိုဖြစ်စည်းခြင်းကရှာတဲ့သူတွေကိုဖယားသခင်ကစီရင်ပေးမယ်ဆိုတာကိုလည်းသူဝန်ခံနိုင်လာတယ်ပြောချင်တာကဝိညာဉ်ဝပြောသောသူကဝိညာဉ်မျက်စိပွင့်လာတဲ့အခါဖယားရဲ့တာဝန်ယူခြင်းတွေကိုမြင်တွေ့ပြီးတော့လောကဒဏ်ရဲ့အထက်မှာအောင်မြင်သောသူဖြစ်လာတာဖြစ်တယ်လောကဒဏ်ထဲမှာနှစ်မွန်းသွားသောသူတွေထဲမှာဝိညာဉ်ကောင်းစားသောသူတွေမပါဘူးအဲ့တော့မိတ်ဆွေဝိညာဉ်ကောင်းစားဖို့ဆိုတာကဘယ်ကနေအစပြုရမလဲဆိုရင်တောင်းတတဲ့သူမွတ်သိပ်တဲ့သူဖြစ်ရမှာဖြစ်တယ်ဒီနေ့ကျမတို့ဘယ်အရာကိုတောင်းတနေလဲဘယ်အရာကိုမွတ်သိပ်နေလဲဘုရားသခင်ကတော့ပြောထားတယ်သူ့ကိုဆာငတ်တောင်းတတဲ့သူတွေကိုသူကဖြည့်ပေးမယ်ကျင်းနဲ့ရောက်ရဲစေမယ်အဲ့ဒီတော့ကျင်းနဲ့ရောက်ရဲပြီးတော့ဝပြောခြင်းထဲမှာဝိညာဉ်ကောင်းစားခြင်းထဲမှာလောကဒဏ်ကိုအောင်မြင်ခြင်းလည်းပါတာဖြစ်တယ်မိတ်ဆွေဒါကြောင့်မလို့ဒီနေ့ခွန်အားပေးခြင်းနဲ့ဝိညာဉ်ကောင်းစားခြင်းဝိညာဉ်ဝပြောခြင်းဆိုတာကအခြေအနေနဲ့မဆိုင်ဘူးနေရာနဲ့မဆိုင်ဘူးကျမတို့ယုံကြည်သူတွေများစွာကစင်ကြယ်ပေးတတ်တယ်ငါရဲ့အခြေအနေနဲ့တော့ဖခင်တရားလို့ဖို့အဆင်မပြေသေးဘူးငါရောက်နေတဲ့နေရာကဝိညာဉ်မှာခန်းချောက်တဲ့နေရာဖြစ်တယ်ကျွန်တော်တို့ထင်တာကအသင်းတော်တွေရောက်မှဘုရားကျောင်းတွေရောက်မှသင်တန်းခန်းမတွေရောက်မှယုံကြည်သူတွေအတူရှိတဲ့နေရာမှာစုဝေးမှနှုတ်ထမှုဖြစ်တယ်လို့ကျွန်တော်တို့ထင်တတ်တယ်ကျွန်တော်တို့ခံယူတတ်တယ်မိတ်ဆွေသင်ယခုရှိနေတဲ့နေရာမှာယခုသင်ရောက်နေတဲ့အခြေအနေမှာဝိညာဉ်ကောင်းစားတော်သူဖြစ်ဖို့ဘုရားသခင်သင်ကိုအခွင့်အရေးပေးထားတယ်ယခုပဲရယူရအောင်ဘုရားသခင်ပဲလှည့်ရအောင်ဘုရားသခင်ကိုစံငတ်ကြောင်းကျွန်တော်တို့ဝန်ခံရအောင်ကျွန်တော်တို့အထဲမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေဖြည့်ပေးဖို့ကျွန်တော်တို့ဝန်ခံရအောင်အဲ့ဒီလိုဝိညာဉ်ကောင်းစားခြင်းကလောကဒဏ်ကိုလည်းအောင်မြင်စေတဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်အဲကြောင့်မလို့နှုတ်ကပတ်တော်အဖြစ်အများလောက်ခွန်အားပေးခြင်းနဲ့သင်ဟာစီးပွားရေးလုပ်နေတဲ့သူဖြစ်တယ်ဆိုရင်သင်ရဲ့အလုပ်ခွင်ထဲမှာဝန်ထမ်းဆိုရင်လည်းသင်ရဲ့လုပ်ငန်းခွင်ထဲမှာအရှင်မဖြစ်တယ်ဆိုရင်သင်ရဲ့မိဖို့ကြောင့်ထဲမှာသင်ရဲ့အိမ်မှုကိစ္စလှုပ်ဆောင်နေတဲ့နေရာမှာဖခင်နဲ့မိသားဖွဲ့ပြီးတော့ဖခင်ရဲ့ဖြစ်ပေးခြင်းကိုခံပြီးတော့ဝိညာဉ်ကောင်းစားတော်သူယခုပင်ဖြစ်ခွင့်ဖခင်ပေးထားပါတယ်။တရှင်နဲ့ဖခင်ရဲ့နှုတ်ကပတ်တော်အဖြစ်အများလောက်ခွန်အားပေးခြင်းပါတယ်။ရောက်စီတိုင်းကိုဖခင်ရှင်ကောင်းကြီးပေးပါစေ။